ိုးထိုးနည်းလေးကိုထိုးပြပေးသွားပါမယ်ကျိုးထိုးဖို့အတွက်နိုင်လွန်ချီလေးကိုသုံးထားပါတယ်ကကြီးတစ်လက်လိုပါမယ်အကတော့ 2.5 mm ကိုသုံးထားပါတယ်ပြီးလို့ရှိရင်အခလေးတစ်ချောင်းချုပ်အခလေးလိုပါမယ်မီးချစ်လိုပါမယ်ပေချိုးဘူးလေးလိုပါမယ်အဦးဆုံးဖုန်မီ14ကထိုးပါမယ်1 2 3 4 5 6 9 10 14ကထိုးပြီးဆိုရင်ဒီရှေ့ကပထမဆုံးဖုန်မီမှာရှက်ကော်လေးနဲ့ချိတ်လိုက်ပါမယ်ရှက်ကော်လေးနဲ့ချိတ်ပြီးပြီဆိုလို့ရှိရင်ဒီဖုန်မီခွင်းလေးတွေမှာလာပြီးတော့ရှက်ကော်လေးတွေနဲ့တောက်လျှောက်ထိုးသွားပါမယ်ရှက်ကော်လေးတွေနဲ့ထိုးသွားပါမယ်အဲ့တော့အကုန်လုံးပြီးသွားပြီဆိုရင်ဒီနားကိုရောက်ပြီဆိုရင်ပထမဦးဆုံးထိုးခဲ့တဲ့ဒီနေရာလေးမှာရက်ကော်လေးနဲ့တစ်ခါချိတ်လိုက်ပါမယ်ချိတ်ပြီးပြီဆိုလို့ရှိရင်နောက်ထပ်1 2 3 4 5 6 9 10 11 15 ဖုန်မီ16ခုထိုးပါမယ်ဖုန်မီ16ခုထိုးပြီးရင်1 2ပေါက်ကို2ပေါက်မြောက်မှာချိန်လေးမှာရှက်ကော်လေးနဲ့ချိတ်လိုက်ပါမယ်ရှက်ကော်လေးနဲ့ချိတ်ပြီးပြီဆိုရင်ခုနကလိုပဲခွင်းတစ်ခွင်းလုံးကိုရှက်ကော်လေးတွေနဲ့ထိုးသွားပါမယ်သူ့ကိုလည်းခွင်းတစ်ဖက်လည်းရှက်ကော်လေးတွေထိုးသွားပါမယ်အဲ့တော့သူ့လိုပဲနောက်ဆုံးအပေါက်ရောက်လာပြီဆိုရင်ပထမလိုပဲနောက်ဆုံးပေါက်ရောက်လာပြီဆိုလို့ရှိရင်ဒီရှေ့ကခွင်းလေးထဲမှာရှက်ကော်လေးနဲ့ချိတ်ပါမယ်ရှက်ကော်လေးနဲ့ချိတ်ပါမယ်ဘေးကခွင်းလေးထဲမှာရှက်ကော်လေးနဲ့ချိတ်ပြီးရင်ဖုန်မီ16ခုတစ်ခါထပ်ထိုးပါမယ်3 4 5 6 9 10 16 ဖုန်မီ16ခုထိုးပြီးလို့ရှိရင်တစ်ပေါက်ကျော်2ပေါက်မြောက်မှာဒီလိုပဲရှက်ကော်လေးနဲ့ချိတ်မယ်ချိတ်ပြီးလို့ရှိရင်ဒီဘက်ခွင်းလေးထဲမှာတစ်ခါရှက်ကော်လေးနဲ့ထိုးလာမယ်တစ်ခွင်းလုံးပြည့်အောင်ထိုးမယ်အဲ့ဒီလိုမျိုးဒီလိုခွင်းလေးတွေကိုအများကြီးကိုလိုချင်တဲ့လောက်အရှည်ရအောင်ထိုးလာပါမယ်ဒါခွင်းလေး3ခွင်းရဲ့နောက်ဆုံးအပေါက်မှာရောက်လာပြီဆိုရင်နောက်ဆုံးပေါက်ထိုးပြီးဆိုရင်ဒီဘက်ကနေပြီးတော့နောက်ဆုံးရှေ့ကဖုန်မီထိုးထားတဲ့နေရာမှာရှက်ကော်လေးနဲ့ချိန်မယ်ဒါဆိုရင်ခွင်းလေး3ခွင်းရသွားပြီနောက်ထပ်ထိုးမယ်16ခုထိုးမယ်ထိုးပြီးလို့ရှိရင်အဲ့လိုပဲခွင်းလေးတွေကိုကိုလိုသလောက်လောက်ပြီးတော့ကျိုးရှေ့ကိုရသလောက်ထိုးသွားလို့ရပါတယ်ခွင်းလေးတွေကိုကိုလိုချင်တဲ့လောက်ထိုးပါမယ်ဒီမှာတော့2ကွင်း4ကွင်း6ကွင်း8ကွင်း7ကွင်း17ကွင်းထိုးထားတယ်ဒီကဟာနဲ့ဆိုရင်12ကွင်းပေါ့နော်ဒီနောက်ဆုံးကွင်းကိုတော့နောက်ဆုံးဒီဟာလေးကိုတော့14ခုနဲ့ထိုးပေါ့နော်ဒါပေမဲ့အရှည်ကိုလိုချင်တဲ့လောက်ပေါ့နော်အရှည်ကိုလိုချင်တဲ့လောက်ခွင်းကိုလည်းကြိုက်တဲ့လောက်အရှည်ထိုးလို့ရပါတယ်ပြီးလို့ရှိရင်ဒီနောက်ဆုံးဒီ chain ကိုဒီမှာ
အရင်လိုတစ်ခုမကြော်ပဲနဲ့ဒီအရင်နားမှာရှက်ကော်လေးနဲ့ချိန်ပါမယ်14ခုပဲနောက်ဆုံးအတွက်က14ခုပဲလုပ်မယ်ပြီးရင်ဒီကနေပြီးတော့ဒီလိုထောက်လျှောက် slip ရှက်ကော်လေးတွေနဲ့ထိုးလာပါမယ်ရှက်ကော်လေးနဲ့ထိုးလာပြီးတော့နောက်ဆုံးခွင်းကိုရောက်တဲ့အခါမှာလည်းအရင်လိုပဲဒီဘက်မှာရှက်ကော်နဲ့ပိတ်လိုက်ပါမယ်ရှက်ကော်နဲ့ပိတ်လိုက်ပြီးရင်ချိန်တစ်ခုထိုးပြီးရင်ဖြတ်ချလိုက်ပါမယ်ဒါကတော့ကိုလိုချင်တဲ့အနေထားနဲ့ဖြတ်ချလိုက်တာပါဖြတ်ချလိုက်ပြီးတော့ဒီမှာခွင်းလေးတွေဒီလိုလေးတွေရပါမယ်ဒီလိုခွင်းလေးတွေရလာပြီဆိုလို့ရှိရင်ဒီရှေ့တခွင်းကိုထားမယ်ဒီမှာဒါလေးတွေဆိုရင်အလှလေးတွေခွင်းလေးတွေဒီအလှလေးတွေကိုရှိုးပြီးတော့သွင်းသွားပါမယ်ဒီတခွင်းကိုဒီလိုထားမယ်ထားပြီးရင်ဒီနှစ်ကွင်းရှိတယ်နှစ်ကွင်းကိုဒီလိုထည့်လိုက်မယ်ဒီလိုမျိုးလေးရမယ်ဒီမှာဖွန်မီတစ်ခုချင်းစီရှာချထားတဲ့နေရာလေးတွေရှိတယ်ဖွန်မီနှစ်ခုလည်းချလို့ရတယ်ဒါစိတ်ကလေးလိုချင်တော့ဖွန်မီတစ်ခုပဲချတယ်နောက်တစ်ကွင်းထပ်ပြီးတော့ဒီထဲကိုသွင်းမယ်ပြန်ပြမယ်နော်ဒီခွင်းလေးတစ်ခွင်းကိုရှေ့မှာထားမယ်ဒီလိုနှစ်ကွင်းလေးရှိတယ်အဲ့နှစ်ကွင်းကိုဒီခွင်းလေးတွေကိုဒီခွင်းကိုသွင်းမယ်ဒီလိုမျိုးလေးရသွားပြီပြီးရင်နောက်ကတစ်ခွင်းကိုလည်းဒီခွင်းလေးတွေကိုဒီလိုမျိုးသွင်းမယ်ဒီလိုပုံစံလေးဖြစ်အောင်သွင်းမယ်ပြီးလို့ရှိရင်ဒီခွင်းကိုလည်းဒီထဲကိုသွင်းမယ်ပြီးလို့ရှိရင်ဒီခွင်းကိုလည်းဒီလိုပဲသွင်းမယ်ဒီလိုမျိုးလေးတွေသွင်းသွားပါမယ်ဒီလိုမျိုးလေးတွေတစ်ခွင်းချင်းစီကိုသွင်းသွားပါမယ်ဒါလေးတွေအလှဘက်ကနေသွင်းသွားပါမယ်ဒီလိုမျိုးလေးတွေသွင်းသွားပါမယ်ဒါကတော့ပထမဦးဆုံးခွင်းလေးပါပထမဦးဆုံးချိန်14ခုနဲ့ခွင်းလေးပါဒီလိုမျိုးလေးတွေကိုသွင်းသွားပါမယ်ဒါဆိုရင်ကျိုးလေးလည်းလုပ်လို့ရပါတယ်ခေါင်းပတ်ကလေးတွေလည်းထိုးလို့ရပါတယ်ဒီဟာလေးဆိုဒါကတော့ကိုလိုချင်တဲ့လောက်အရှည်လေးတွေနဲ့ပေါ့နော်ဒီလိုမျိုးလေးထိုးသွားတာပါအဲ့မှာပြီးလို့ရှိရင်ဒီထွက်နေတဲ့ကျိုးလေးတွေကိုအစာသိမ်းပါမယ်ဒီကျိုးလေးတွေနဲ့ထဲကိုသွင်းပြီးတော့သိမ်းပေးရပါမယ်နောက်ဖက်ကနေမြုပ်ပြီးတော့သွင်းပေးရပါမယ်ဒါဆိုရင်ဒီနောက်ဖက်မှာဒီလိုကျိုးလေးကိုမြုပ်လိုက်တဲ့အခါကျတော့ဒီမှာဒီလိုလေးပြီးရင်နောက်တစ်ဖက်ကိုလည်းအဲ့လိုပဲကျိုးနဲ့အဲ့လိုပဲနောက်တစ်ဖက်ကိုလည်းတိမ်ပေးရပါမယ်နောက်တစ်ဖက်ကိုလည်း
ဒီလိုမျိုးလေးစာလေးတိမ်ပြီးတော့ဒီမှာအလှလေးတူးလဲအလှလေးဒီမှာတောက်လျှောက်လဲအလှလေးတွေနဲ့အလှပဲဒီဘက်ဆိုရင်မလှပဲအဲ့လိုမျိုးလေးနဲ့ဒီလိုခွင်းလေးတွေကိုလောက်ရပါမယ်ကိုလိုချင်တော့အရှည်လေးကိုတုံးရပါမယ်ကိုလိုချင်တော့အရှည်လေးနဲ့ပတ်စံအိတ်ကျိုးထွဲထိုးလို့ရတယ်ပတ်စံအိတ်ကျိုးမှလည်းထိုးလို့ရတယ်ကိုလိုချင်တော့အရှည်လေးတွေထိုးလို့ရပါတယ်ဒီလိုမျိုးဒီကျိုးထိုးနည်းလေးပြီးသွားပါရင်နော်အားလုံးကျေးဇူးတင်ပါတယ်